နောက်ကျပန်းကော်ပီစားခြင်းရင်ကိုယ့်အိမ်မှာလှုပ်စားကြည့်နော်ချက်နီးကရိုရှင်ပြီးဒီအဆင့်တချို့ကိုမှတ်ထားရုံနဲ့ချက်ပြီးတဲ့အခါစားတောက်ဆိုင်တွေကထပ်ပိုစားကောင်းနေလိမ့်မယ်အရင်ဆုံးပန်းကော်ပီကိုဓာတ်နဲ့အတုံးလေးတွေရအောင်လှီးပေးလိုက်ပါမယ်ရေထဲစားတစွန်းထည့်ဖြော်ပြီးရင်လှီးထားတဲ့ပန်းကော်ပီတွေကိုထည့်ပြီး10မိနစ်လောက်စိမ်ထားလိုက်ပါမယ်ဒီလိုဆိုအထက်ကပိုမွားတွေကိုအလင်းမြန်ဖယ်ရှားလို့ရပြီးပိုလဲတန့်ရှင်းစေပါတယ်စေးထားတဲ့ပန်းကော်ပီတွေကိုဆယ်ပြီးရေစစ်ပြီးရင်အိုရဲတန်းထည့်ပြီးမီးအလဲလန်နဲ့80%လောက်ကျအောင်ကြော်ပြီးရင်တော့ခတ်ထားလိုက်ပါမယ်နောက်တအိုးမှာဝက်သုံးတက်သားကိုထည့်ပြီးစီပိုတွေထွက်လာအောင်လို့ကြော်လိုက်ပါမယ်အဲနောက်ကြက်သွန်ဖြူပြားနဲ့ငရုတ်သီးချောက်ထည့်ပြီးမှုေးနေအောင်ကြော်လိုက်ပါမယ်ဘဲငပီအနှစ်တစုံထည့်အရာသာအတွက်ဟင်းချက်အရက်ဘဲငပြားရဲ့ကျဲတစုံခယူစီချက်သားမုတ်တကြားထည့်ပြီးမီးအေးနဲ့မှုေးပြီးတော့စီနီထွက်အောင်ကြော်ပြီးရင်တော့ပန်းကော်ပီတွေထည့်ပြီးအရာသာဝင်အောင်မီးပြင်းနဲ့မှုေးကြော်လိုက်ပါမယ်နောက်ဆုံးအနေနဲ့မှုေးလောင်ကြက်သွန်ဖြူလက်တစုပ်ထည့်ပြီး5-6ချက်9ချက်လောက်မှုေးကြော်ပေးလိုက်ရင်တော့ရပါပြီဒီလိုကြော်ထားတဲ့ဝက်သုံးတက်သားနဲ့ပန်းကော်ပီကြော်ကပူဆက်မွေးရတာရှိပြီးစားကောင်းတဲ့အပြင်ထမင်းနေလဲလိုက်တာမို့ချက်တက်သွားပြီဆိုရင်တော့လူကြီးမင်းတို့လည်းအမြန်လိုက်ချက်ကြည့်လိုက်တော့နော်